ကိုမြင့်ခြင်းစာဖတ်ခြင်းနဲ့မြင့်တင်ပါစိတ်ကောင်းရှိခြင်းဖြင့်မြင့်တင်ပါမစ္စာရီဖတ်ရင်တော်မှာပေါ့စိတ်ကောင်းမရှိရင်တော်ပြီမဲ့လို့မမြင့်ပါဘူးတော်ပြီးတော့အကျင့်မကောင်းရင်အဲ့ဒီလူတွေကလောကတွေကောင်းကျိုးမရှိအန္တရာယ်တောင်ပေးနိုင်ပါလေလူတိုင်းကိုပြောချင်ပါတယ်စိတ်ကောင်းရှိကိုယ်တူရင်းဘဝအတွက်လဲစိတ်ကောင်းရှိရင်မြင့်မားပါလိမ့်မယ်လူတိုင်းကချစ်ခင်လိမ့်မယ်ယုံကြည်လိမ့်မယ်လေးစားလိမ့်မယ်အားကိုးလိမ့်မယ်အဲ့ဒီခါမှာမင်းဘာလို့အောင်မြင်လိမ့်ရောက်တဲ့နေရာမှာစိတ်ချမ်းသာလိမ့်မယ်ပျော်ရွှင်လိမ့်ကောင်းတဲ့စိတ်ကလေးထားကြည့်လောဘဒေါသမာနမကြည့်သူများကိုကူညီပါစောင့်ရှောက်ပါလှူဒန်းပေးကမ်းပါစိတ်ကောင်းကလေးရှိလွယ်ကလေးပဲဆိုပါစို့ဒီနေရာမှာဝင်ပေါက်ကလေးတစ်ပေါက်ရှိတယ်ကိုကလည်းလာတယ်သူကလည်းဟိုဘက်ကလာတယ်သူကခြေလန်းတလန်းဥနေတယ်အဲ့ဒါကိုလှမ်းကြည့်ပြီးတော့ကိုကသူ့ရဲ့ဥအောင်တုတ်ချေတင်လိုက်တယ်ဟိုလူမြင်တယ်အဲ့တော့တဲ့သွားတိုးတယ်တိုးတဲ့ခါမှာဟိုလူကမကျင်တတ်တဲ့မျက်စိနဲ့ကြည့်ကိုကအတင်းစွတ်တိုးဝင်သွားတယ်ဒီနေ့ညနေပဲကျွန်တော်ဝိဒုရိယဆေးရုံကိုသွားကျွန်တော်ဆေးသွားဆေးရစစ်တဲ့ခါကျတော့ကျွန်တော်ကားကဆေးရုံအဝင်လမ်းကိုရောက်ကျွန်တော်တို့ကမိန်လမ်းပေါ်ကအဲ့ဒါကိုဝင်လိုက်တော့ရှင်းလေးပါပဲကားလေးရှင်းလို့ဝင်လာဟိုဘက်ကထွက်မလို့လုပ်တဲ့ကားကကျွန်တော်တို့ကားဖြတ်ကွေးမှာထွက်ချင်းအချိန်ပြင်းစွာမောင်းပြီးတော့ကျွန်တော်တို့ကားရဲ့နဘေးကိုဝင်တိုက်မဲ့ပုံမျိုးနဲ့ကိုမောင်းတာရက်ကျွန်တော်တပည့်ရက်ပေးလိုက်ပါအော်လူတွေစိတ်ထားလေညံ့လိုက်တာစိတ်မကောင်းပါဘူးသူ့စိတ်မကောင်းပါဘူးသူကဥနေရင်လဲထားပါတော့ဥလည်းမဥရှင်းလို့ဖြတ်နေတဲ့ကားကိုအတင်းအရမလူကျွန်တော်တို့ကလည်းမခံကျင်စိတ်နဲ့လူတယ်ကွာကျွန်တော်တိုက်မှာပါဘာဖြစ်လို့များလူတွေရဲ့စိတ်ဓာတ်တွေအဲ့လောက်ညံ့နေကြတာတော့အဲ့ဒီကိုယ်ပိုင်ကကောင်းစားကြီးစီးနေတာပဲချမ်းသာပါလိမ့်ရှင်းရတာမွဲတေတာစိတ်ဓာတ်ပဲကုန်တိုက်ကြီးတွေမှာဈေးဝယ်တယ်ငွေရှင်းကောင်တာမှာအလူရဲ့ဝင်တိုးတယ်ပေးလိုက်စမ်းပါသူကတဲလောက်ဖြစ်နေတယ်သူတင်ကိုတင်တိုးရင်ရတာတောင်မှကိုကရက်ပြီးတော့ပေးလိုက်ပါသွားပါအဲ့လိုပေးလိုက်တာနဲ့အဲ့ဒီလူကလှည့်ကြည့်ပြီးတော့ပြုံးပြပါလိမ့်မယ်ဟောသူဦးစားပေးလိုက်တာကိုညတာပါပဲရဲ့ပြုံးလိုက်တစ်ဖက်သားပြုံးသွားတယ်ဆိုရင်ဘလောက်မြန်ကောင်းလိုက်တယ်လေဗျာဒါလေးကပတ်စံတပြားမှမကုန်မဲနဲ့ကြီးကျယ်သောကုသိုလ်တွေပါပဲအဲ့ဒီလိုစိတ်ထားမျိုးကိုကျင်သားကြရင်မင်းဘယ်နာသွားဆင်ပြေလိမ့်မယ်